သာရေးပွဲတော်ဝါဆိုသင်္ကန်းခတ်အလူတော်ခမင်းဝါသားမှဖြစ်ပါလေဝါဆိုသင်္ကန်းကမှစီးလုံးလောက်လိုက်တဲ့အကွက်လေးတွေကိုလိုက်ပြမှာဖြစ်ပါလေအားလုံးမင်္ဂလာပါခင်ဗျာဒီကမှာကျွန်တော်တန်လေးကတော့အာထကကွယ်ဗျံကြီးတိုက်ကုန်းကျောင်းတော်ကြီးမှာနေ့စဉ်ကျင်းပပြုလုပ်တဲ့ဘာသာရေးပွဲတော်များစွာထဲကမှာယခုဆိုဝါဆိုလဖြစ်သည့်အတွက်2024-25ပညာသင်နှစ်မှာပြုလုပ်ခဲ့သောဝါဆိုသင်္ကန်းကအလူတော်လေးကိုတင်ဆက်မှာပဲဖြစ်ပါရခင်ဗျာထခွဲပြည့်ကြီးတိုက်ကုန်းကျောင်းတော်ကြီးဤဝါဆိုသင်္ကန်းကလူတော်လေးဟာဆိုရင်ဖြင့်ဝါဆိုလာရဲ့အငွေအသက်မိုးများအေးမြစွာတမနက်လုံးရွာသွန်းခဲ့ပါတယ်ခင်ဗျာမိုးနဲ့အပြိုင်ကျောင်းသားကျောင်းသူများနဲ့ဆရာမများဟာလည်းဧည့်သည်တော်များနဲ့တန်ဃာတော်များကိုဧည့်ခံကျိုးမွေးလူတန်းရဲ့အတွက်တက်ညီလက်ညီစီလုံးစွာဖြင့်ပြုလုပ်နေကြတဲ့မြင်ကွင်းကိုလည်းယခုလိုကြည်နူးစပွဲမြင်တွေ့ရပါတယ်ခင်ဗျာသုံးကပ်ဖို့အတွက်ပေါ့အဲ့ဒါကိုပဲကျွန်တော်ရဲ့ချီတွဲကျောင်းသားကျောင်းသူလေးများရဲ့ဝါဆိုသင်္ကန်းကနေ့လေးပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်တို့တရားအားနာမှာဖြစ်ပါတယ်ပြီးနောက်တန်ဃာတော်များကြွလာကဝါဆိုသင်္ကန်းကတ်လူကရေသက်သွန်ချခဲ့ပြီးတော့စွမ်းကတ်လူခဲ့ပါတယ်ခင်ဗျာထို့နောက်မှာဧည့်သည်တော်များနဲ့ဆရာမများကိုထမင်းများနဲ့ချိုပွဲများဖြင့်ကျွေးမွေးဧည့်ခံခဲ့ပါတယ်ခင်ဗျာပြီးတဲ့နောက်မှာပျော်ဆုံးအချိန်ကျောင်းသားဘဝမှာသာရရှိနိုင်တဲ့အဖော်များစွာနဲ့လက်ရည်တပြင်းလေးပျော်ရွှင်စွာစားတောက်ကြတဲ့မြင်ကွင်းကိုလည်းယခုလိုမြင်တွေ့ရပြန်ပါတယ်ခင်ဗျာ
ကျွန်တော်ဝါဆိုသင်္ကန်းကအပြန်ပဲဖြစ်ပါတယ် တော့ရွာနာမဲ့ဖြစ်ပါတယ်ခင်ဗျာတော့ကြောင်တဲ့အခါမှာဒါမှမဟုတ်တဲ့တက်ကြုံတော့ဘာလို့ဂျိုင်းပဲဖြစ်နေနော် အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒန်လေးပဲဖြစ်ပါတယ်ခင်ဗျာ